တို့ဒီဟောလေဒီဟောလို့လုံးပေါ်လာကျွန်တော်ဘောတော့နောက်တော့ဘာလို့ဖွဲ့ဟောဒီဝဲမှာကောက်လို့မရဘူးအဲ့ဒီရတော့အဓိကဘာလို့ဟုတ်ပါတယ်ဟိုအဲ့ဒီကောက်လို့မရတဲ့အကြောင်းရင်းကခေါ်တော်ရဲ့ရိုးရပြက်မှာစောက်ကြောက်ကြသူများဖက်ကဟိုရင်းစားတဲ့ချင်းတွေကတော့ normal တိုင်းတော့ပြီးခဲ့တဲ့နေ့တိုင်းမှာကောက်လို့ရပါတယ်ဒီ NLD အစိုးရတက်လာတဲ့မနေ့ကလည်းကောက်လို့ရသေးတယ်ပထမနေ့မှာကောက်တော့ဒီနေ့မှာကောက်ခွင့်မပေးတော့ဘူးကောက်ခွင့်ပေးလို့ဆိုတာကဒီတောင်ကြီးတွေကိစ္စနဲ့ပါလာလို့ဆိုတော့ဒါပေမဲ့မော်တော်တို့မှမပါပါဘူးဒီလားပြဿနာစားပါအဲ့မပါတော့ကောက်ခွင့်မရှိဘူးကောက်ခွင့်မရှိပေမဲ့မော်တော်တို့ရဲ့ရိုးရာတောက်မှာတောက်တဲ့သူတွေကကြောင်မနဲ့ဖက်တော့နော်အခုလည်းကမယ်နောက်လည်းကမယ်တားစီနေတဲ့စက်ကောက်မယ်မော်တော်တို့နေတာပါပဲဟုတ်ကဲ့ဟိုအဓိကဘောလေဟိုဘာတိကျဆာမှာသူကဟိုပိတ်တာအကြောင်းကြီးကမှာဘာတိကျတော့ဘာရေးထားတယ်လဲဘာကြီးတော့ရေးတာတော့ပဲရှိသေးတယ်ဒါပေမဲ့ဘာကြီးတော့ကပါမတော့မှမတိဆက်ရသေးဘူးတိုက်လည်းမတိုက်ရသေးဘူးဒီအဖွက်သားတွေကိုချက်ပြတယ်ကဲဒီစာသားနဲ့ကျွန်တော်တို့တင့်တော်ပါမလားအရှင်တည်ပါမလားအဲ့တော့ဟိုတိုက်ပြောနေတော့ပဲရှိတယ်အဲ့ဒီဘာကြီးတော့ရေးတဲ့စာသားတစ်ခုကဟိုဒီဟိုအဲ့ဒီပေါ့ဘလို့ခေါ်မလဲနော်ထွေးလို့စီရောက်သွားတာပေါ့ရောက်တော့ကပ်ပဲမပြီးဘူးမပြီးတာဘယ်သူမှမပြီးရဘူးဘာတိကျအခုပြေးတာတော့ဒီဟိုဒီနဲ့ဝန်ကြီးချုပ်ကနေတော့မပေးကောက်ပေါ့နောက်ပြီးတော့မင်းတို့အပေါ်ဒီနေ့ဆိုင်ရင်ဟုတ်ကဲ့ဦးရင်းများနေပြီးတော့မင်းတို့ကကြီးဝန်ကြီးချုပ်တောင်းတော့မလားမပြောပါပြပါနောက်တော့ပြည်နယ်ဒီကျမှုဒုဦးစီးဝင်းတော်လည်းပဲအဲ့လိုပဲပြောတယ်မော်တော်ရဲ့ရိုးရတောက်မှာဆိုးကြောက်ဒီများအဖက်ကနေ့စဉ်နေ့တိုင်းတင်ဆက်လာတဲ့ဒီကရည်မှုတစ်ခုကိုတင်ဆက်ခွင့်မရှိဘူးဆိုရင်မော်တော်တို့မတင်ဆက်ရုံပဲရှိတယ်နော်ဒါပေမဲ့မော်တော်တို့ကတောက်ဆောက်ခုနပြောလို့တင်ဆက်သွားမှာပါဟုတ်ကဲ့ဘာတိကျဘောလေယူရဟိုလေယူရတက်မှာဆက်ကြောက်တဲ့ခွဲဆိုတာလေအဓိကဘာတိကျနေ့စဉ်နေ့တိုင်းဆိုရင်ဘောလေအဓိကဘယ်လိုဟာမျိုးလေးရေးပြီးတော့ကတာတော့ဘောလေအခုဒီကတဲ့ချင်းတိုင်းပါပဲကျွန်တော်တို့ကဘယ်လိုဟာမျိုးတွေကလဲဆိုတော့ကျွန်တော်တို့တချင်းဟာကျွန်တော်တို့အရင်ဆရာလက်တင်ပေါ့နော်ဆရာလက်တင်ရဲ့တချင်းမူရင်းဟောင်းတချင်းကိုကျွန်တော်တို့ကတယ်ကတော့ကျွန်တော်တို့ရိုးရပြောင်းမှာဆိုကြောက်လို့ပါဖွဲ့ဟာအမှန်ဆိုတော့ဒီခရီးစီကြောင်းလိုက်ဖြစ်ပြနေတဲ့ဟိုအဖြစ်ပြက်တွေကိုပေါ့နော်ကျွန်တော်တို့ကတချင်းလေးတွေရေးဆက်တယ်အဲ့ဒါလေးတွေနဲ့ကတယ်ကျွန်တော်တို့ကအဲ့ဒါကိုသူတို့ကကျွန်တော်တို့ကိုတမျိုးထင်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကတာ6နှစ်ရှိပြီဒီနေ့ပါဆိုရင်9နှစ်ပြည်နယ်ထဲမှာတက်လာတာပြည်နယ်မှာတက်ကြတယ်ဒီနေ့က6နှစ်မြောက်မှာတို့မပြေကြဘူးကျွန်တော်တို့မပြေကြတော့အဲ့ဒါကျွန်တော်တို့ကရင်စာပေညီချင်းမှုဥပဒေဦးရင်းများကိုကျွန်တော်တို့တောင်းချတယ်အချင်းမူရင်းစာသားကိုကျွန်တော်တို့ပေးတယ်နော်ဒါကျွန်တော်တို့တချင်းထဲမှာ policy တစ်ခုမှမပါဘူး policy တစ်ခုမှမပါဘူးဘယ်သူမှလည်းကျွန်တော်တို့မပုတ်ခတ်ဘူးဒီတချင်းကကျွန်တော်တို့ကတာဒီတချင်းမူရင်းဟောင်းတိုင်းကတာကျွန်တော်တို့ဆုံးလာတဲ့ဆရာလက်တင်ရဲ့တချင်းမူရင်းပဲဒါပေမဲ့ဦးရင်းများကျွန်တော်ဗာပြောလဲဆိုတော့ကျွန်တော်တို့ပြည်နယ်ဒီချင်းမူခနာဒုဦးစီးပေါ့နော်ဝင်းကြော်ကြော်တော့ပြောတဲ့အဲ့ဒါကိုဝင်းကြော်စီကျွန်တော်အကြောင်းကြားတော့ကိုဝင်းကြော်ကပြောတယ်ဒေါ်နက်ခွန်ချင်းမျိုးတောင်းမှတ်မှာတဲ့ဝင်ရုပ်ပေါ့နော်ကျွန်တော်တို့ပြောတော့ကျွန်တော်တို့ကဘာမှအမားမရှိပဲတောင်းမှတ်ကြလည်းမလို့မကလည်းဘာမှမဖြစ်ဘူးဘယ်ဝင်တော့ကျွန်တော်ပြေကနေတော့မကလည်းဘာမှမဖြစ်ဘူးတခြားပွဲတွေအများကြီးရှိတယ်တေးမှာအဲ့ဒီပွဲမှာကျွန်တော်တို့ကမယ်ကျွန်တော်တို့ဖိတ်ခွန်ကမယ်ဒါဒီညနေအမှန်ပဲကျွန်တော်တို့ပြောလိုက်မယ်နော်သတင်းမီဒီယာဒီညနေကျွန်တော်တို့ကိုချစ်သူမြတ်မှုချစ်သူကနေပြီးတော့ဖိတ်ခေါ်ပြီးတော့ဒီညနေလာထုတ်ပြီးပါတဲ့ပန်းချက်မှာအဲ့ဒါအကုန်လုံးကျွန်တော်တို့အလေးကြီးပါဟုတ်လားမဟုတ်လားဆိုတာနောက်ပြီးတော့ချစ်သူများပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့စကင်ပြည်နယ်မှာနာမည်ကြီးဆရာတော်တောင်ကလေးဆရာတော်ကနေပြီးတော့ချစ်သူများပြီးလို့ရှိရင်တောင်ကလေးကိုပြန်လာခဲ့ပါတဲ့တောင်ကလေးကျွန်တော်တို့ရဲ့ဘာပွဲလဲတော့မရှိဘူးပေါ့နော်အဲ့ဒီပွဲမှာဖိတ်ခေါ်ပြီးတော့အဲ့ဒီအောင်ပွဲအတွက်လက်ခပဲပါတဲ့ကျွန်တော်တို့ပြန်ပြီးတော့ဖိတ်ခေါ်အဲ့ဒါပါပဲဆရာတို့ကတော့ဒီတချင်းဟောင်းပါပဲအဟောင်းပဲပိတ်တာဆရာတို့ဒီဟိုပြည်နေချင်းဦးဌာနပိတ်တာလားဘယ်ပိတ်တာလဲ
ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်ပိတ်တာကျွန်တော်တို့ဝန်ကြီးချုပ်ကိုယ်တိုင်ပိတ်တာအဲ့ဒါကိုပြန်မေးတော့ပြည်နယ်ရင်ချင်းမှုကနေပြီးတော့ပြန်ပြောတာကတော့ဝန်ကြီးချုပ်မဖိကဘူးတဲ့ဝန်ကြီးချုပ်မဖိကတော့ကျွန်တော်ကအကူအညီတောင်းတော့ဗောနော်အကူအညီတောင်းတယ်ဆိုတာအဲ့ဒီစာပေဥက္ကဋ္ဌဦးရင်းများကိုကျွန်တော်ပြောပြတယ်အခုတစ်ချက်တော့ဝမ်းပြောပေးမလားကျွန်တော်တို့ရဲ့နေ့ဒူနေ့ပြပြည်နယ်နေ့ပွဲမှာမကရတော့ကျွန်တော်တို့စိတ်မကောင်းဖြစ်တာဗောတစ်ခွက်လုံးကတော့အဲ့ဒါကကျင်တယ်ကားကျွန်တော်တို့မပိကဘူးမပိကလည်းကျွန်တော်တို့ဖက်ပြန်တိုင်ပြီးတော့ဟေးဘာမှမဖြစ်ဘူးကားလည်းဘာမှမဖြစ်ဘူးဆိုပြီးတော့တခြားပွဲတွေအများကြီးရှိတယ်နေ့တကူရှိတယ်တခြားဖိတ်ခေါ်တဲ့ပွဲတွေအများကြီးရှိတယ်ကျွန်တော်ပြန်ကားမယ်ဒါပေမဲ့တို့ပုတ်ခတ်တဲ့စကလုံးတစ်လုံးမှမပါဘူးနော်အဲ့ဒါကိုကျွန်တော်တို့ကြောက်မီတွေကိစ္စတို့ဘာလို့ပါတယ်ဆိုပြီးတော့ကျွန်တော်တို့အဖွဲ့ကိုဖိနှိပ်တယ်ပေါ့နော်ပြောရမှာဆိုရင်တော့ဒါပေမဲ့တို့ကျွန်တော်တို့ဘာမှမပုတ်ခတ်ဘူးထိခိုက်အောင်လည်းကျွန်တော်တို့ဘာမှရေးသားရတာမပါဘူးဒါအရေးကြီးတွေကကလာတဲ့တစ်ချင်းအမှန်ပြောရရင်တော့စစ်အစိုးရလက်ထက်မှာလေကျွန်တော်တို့ကတာ၄နှစ်မနေ့ကဆိုရင်2016ပေါ့နော် NLD ဟိုသားနေရာရတယ်ကျွန်တော်တို့ကရတယ်တနေ့ဒီနေ့ကျတော့ကျွန်တော်တို့မပိကဘာအဓိပ္ပာယ်လဲအဲ့ဒါကျွန်တော်သိကျင်တယ်အဲ့လိုမျိုးအဲ့ဒါကိုကျွန်တော်သိကျင်တယ်အဲ့ဒါပါပဲပါတီနာမည်ကတော့ကျွန်တော်နာမည်ကစောကျော်လွင်ဦးပါဟုတ်ကဲ့ပါတီပါတီတို့ဒီဖွဲ့ကြတော့ဒီဘယ်ရလူကြီးနဲ့ဖွဲ့ထားမှာကျွန်တော်ပန်မျိုးပေါ်ပါပဲပန်မျိုးပေါ်ပါပဲရပ်ပတ်ပါကောင်းဆုံးပြောရရင်ကောင်းဆုံးပန်မျိုးပေါ်ဒီကတော့ပါတီတို့ကမကတာတော့ဘယ်လိုခေါ်လဲပေါ့လေကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုကျွန်တော်တို့အဖွဲ့ပါနော်ရင်ချင်းမှုယူရအဖွဲ့ပေါ့ကိုအရင်ကရှိရတဲ့ဒီတုန်းကကျွန်တော်တို့ထိသိမ်းထားတာပဲကျွန်တော်ဆရာပြန်ခေါ်ထုတ်တော့ကျွန်တော်ပြန်ထိသိမ်းထားတာအဲ့ဒါတော့ပြတ်သွားမှာဆိုလို့ပေါ့နော်အဲ့လိုမျိုးပါပဲဒီပါတီကြာကြတော့ဒီခေတ်ကိုတည်ရတဲ့ဂျုံစာသားတွေနဲ့ကတာအဲ့လိုပုံစံမျိုးလားခေတ်ကိုတည်ရတဲ့စာသားမဟုတ်ဘူးဘယ်လိုပြောခေတ်စီကြောင်းလိုက်အမှန်တိုင်းကိုပြောတာခေတ်စီကြောင်းလိုက်ခေတ်ကိုတည်ရတာမဟုတ်ဘယ်သူမကောင်းတာပါလို့လဲကျွန်တော်မပြောဘူးခေတ်စီကြောင်းလိုက်ကျွန်တော်တို့ကအဲ့ဒီတချင်းတွေကိုရေးဆက်လို့ဘာဖြစ်နေလဲဘာလုပ်တယ်လဲအဲ့ဒါကိုဘယ်သူမှကျွန်တော်တို့မပုတ်ခတ်ဘူးကျွန်တော်တို့ဖွဲ့ရတယ်အမှန်ကန်သမားကြီးပဲခေါ်လို့အဲ့ဒါတွေပဲကျွန်တော်ကပြောချင်တယ်တို့ထမင်းကိုစားပြီးတော့လာပြီးတော့ကားကြတဲ့အခွက်တွေပဲကျွန်တော်တို့ဒီယူရတုံးဆိုရင်ဒီဘယ်မျိုးလောက်ရှိမလဲပေါ့အဲ့ဒီမှာဟိုဖာလီတို့တုံးကဘယ်လိုမျိုးစားလဲမှာပါမလဲပေါ့ဟုတ်ကျွန်တော်တို့အမျိုးစားဘယ်လိုပြောမလဲနော်ဦးလေးနော်ကျွန်တော်တို့အမျိုးစားကြတော့ဆေးရိုးအစင်လာပဲပေါ့နော်စစ်ထုံးကပါပဲဒါနဲ့ကျွန်တော်တို့မျိုးအကဲရွာတရွာမှာပြဿနာဖြစ်လာခဲ့ပြီရှိတော့ဟိုကေလူကြီးကနေပြီးတော့ဗာတိညာဖြစ်ရွာသားရပြောမရဘူးဆိုရင်ကမန်းခေါ်တော့ဒုံအဖြစ်နဲ့တင်လိုက်တယ်တချင်းစာသားကိုစားလိုက်တယ်တင်ဆက်ပေးလိုက်တယ်အဲ့လိုမျိုးပါပဲဒါဖာတီတို့ရဲ့ဒါဒီထုံးလေးရဲ့အမှန်တကူမပြောရဲတာကိုစုပြီးတော့ဘောကပြောရဲတာစုပြီးတော့ပြောတော့ထုတ်ပေါ်လိုက်တဲ့အရာတခုတုံးပေါ့နော်ဒါကြောင်ကလေးတုံးလို့ခေါ်တယ်ကြောင်ကလေးတုံးကြောင်ကလေးတုံးကရင်လိုပေါ့ကြောင်ကလေးဆိုတာကရင်လိုမျိုးကျွန်တော်မြန်မာလိုရေးလာတာရိုးရပြောင်းပါကမန်းကလေးနဲ့စုပြီးတော့တင်လိုက်တဲ့တုံးပါပဲဖွဲ့ရတော့ဒလိပြောင်းမှာစူးကြောင်းတဲ့ဖွဲ့တွေပေါ့ကျွန်တော်ကအမှဒီဒလိပြောင်းအောင်မှာရိုးရဒလိပြောင်းမှာစူးကြောင်းသူများလားဆိုပြီးတော့ဖွဲ့လို့ကြောင်ကလေးတုံးလို့ကြောင်ကလေးတုံးဟုတ်ပါပြီ။ဘာလို့ဒီလိုပါလဲ။ဒေစု